ဒီနေ့တော့ကျွန်တော် dictionary အများစုမှာရှာမတွေ့နိုင်တဲ့စာလုံးတစ်လုံးပေါ့နော် phrase ဆိုရင်လည်းရပါတယ်အရင်ကအသုံးဝင်တဲ့စာလုံးတစ်လုံးကို sharing လုပ်ပေးတော့ဖြစ်ပါတယ်ဟုတ်ပါတယ် dictionary အများစုမှာကျတော့ pocket ဆိုတော့ရှာတွေ့နေမှာ pocket time လို့ရိုက်ထည့်လိုက်ရင်သိရှာမတွေ့ဘူးပေါ့နော်ဒါပေမဲ့ native speaker တွေအများစုဒီ foreigners တွေအများစုအသုံးများနေစာလုံးတစ်လုံးကို sharing လုပ်မှာဖြစ်ပါတယ်အဲဒီစာလုံးတွေကကျတော့ဒီမှာရေးထားရင် pocket time ပေါ့နော် pocket လေးတည်ရ pocket လေးတည်ပြီးသားနော် pocket ကလေးကကျွန်တော်ဟိုတင်ပြီးသားပေါ့နော်အင်ဂျီအိတ်တို့ဘောင်းဖွေအိတ်တို့လေးပြောလို့ရှိရပါတော့ pocket time ကကြအချိန်အင်ဂျီရဲ့အချိန်ပေါ့နော်ဒီတိုင်းပြန်မယ်ဆိုရင်ဒီစာလုံးက noun ဖြစ်ပါတယ် noun နော်ကျွန်တော် noun noun ဖြစ်ပါတယ် okay ဒီစာလုံးကဘယ်လိုသုံးမလဲပြီးတော့အဓိပ္ပာယ်ဘယ်လိုရှိလဲဆိုတော့ထုံးစံအတိုင်းဟို example စာကြောင်းလေးလုပ်ပြရင်လည်းကျွန်တော်ခက်မှန်ကြည့်ကြပါနော်pocket time okay let me make an example sentence personally I usually practice listening skill in my pocket time personally ဆိုရင်ကျွန်တော်အနေနဲ့ပြောရင်ပေါ့နော်ကျွန်တော်ရဲ့ pocket time မှာဆိုရင် listening skill ကိုအများအပြားပုံမှန်လေ့ကျင့်နေရှိပါတယ် okay နည်းနည်းတော့တဖို့ပေါက်နေပြီဆိုရင်နော်နောက်တစ်ကြောင်းပေါ့နော်we should spend our pocket time beneficially B-N-I-F-I-A-L-L-Y beneficially ဆိုတော့ကျွန်တော်တို့ရဲ့ဒီ pocket time တွေကိုဘယ်လိုလဲ beneficially အကျိုးရှိစွာအသုံးချသင့်ပါတယ် so could you guess the meaning of pocket time okay pocket time ဒီ pocket time အဓိပ္ပာယ်ကကြတော့ဟိုအချိန်တိတိလေးကိုပြောပါတော့အချိန်နည်းနည်းလေးဥမာဘတ်စကားစောင့်နေရတဲ့အချိန်တို့ဥမာတခုခုတော့ဖို့အတွက်ဟိုကိုယ်တငယ်ချင်းကိုစောင့်နေတဲ့အချိန်တို့အချိန်အများကြီးမဟုတ်ဘဲနဲ့အချိန်နည်းနည်းလေးအချိန်ကိုပြောရဖြစ်ပါတယ်ဥမာဖြည်းဖြည်းချင်းဥမာကုံသွားတဲ့အချိန်လေးပြောပါတော့အများကြီးမဟုတ်ဘဲနဲ့မစတဲ့အတန်းတစ်ခုမစခင်ဆရာကိုစောင့်နေတဲ့အချိန်တို့လို့ဥမာအချိန်နည်းနည်းပေါ့နော်နည်းနည်းအချိန်တွေကိုပြောရပါလို့ noun နော်သူရဲ့ okay noun ဖြစ်ပါတယ် further special ရတာ noun ဖြစ်ပါတယ် okay so you can make your own sentence thank you